ကျွန်တော်အခုsupply အချိုလေးရင်တောက်တယ်ပေါ့နော်supply အချိုလေးတောက်ပြီးတော့ကျွန်တော်ဝတ်သားအဆက်ကြိုလေးကိုပြပြရတယ်ဒါကျွန်တော်မိမကျွတ်ကလေးကြိုပြီးတော့ဝတ်သားအဆက်ကြိုလေးပါစားကောင်းပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်မိမပြုတ်ပြီးတဲ့ကျုပ်ဆယ်လုံးလေးပါအာဟာရဖြစ်အောင်လို့ပါကနောက်ပြီးရင်ဒီမှာဝတ်သားနဲ့တူဖို့အတွက်အချင်လေးပါဝတ်သားကြိုကြိုအဆက်ကြိုလေးနဲ့တူဖို့အတွက်အချင်လေးပါပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့အငန်ချက်ကလေးပါခင်းညင်နေငန်ချက်ပါခင်းညင်နေငပိချက်ပေါ့ပြောမှာဆိုတော့နောက်ပြီးရင်ကျွန်တော်ဒီမှာထမင်းနှစ်ခုနဲ့ဆွဲပါမယ်ဒါကတော့အတုမြုပ်ကလေးပေါ့နော်ဒါကတော့ကျွန်တော်တို့ကော်ပီရွက်ရဲ့ချက်ထွန်နီရဲ့အတုမြုပ်ကလေးပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာထမင်းနဲ့ဆွဲပါမယ်ထမင်းနဲ့ဆွဲမယ်ကျွန်တော်ထမင်းစားဖို့အတွက်တစ်ခါတုံးလက်အိတ်ကိုအရင်ဝစ်လိုက်ပါမယ်ဗျာတစ်ခါတုံးလက်အိတ်ဝစ်ပြီးပြီလားဆိုတော့လည်းကျွန်တော်ထမင်းပကံကိုင်ပါမယ်ထမင်းပကံလေးကိုင်မယ်ထမင်းဟိုအရင် green ရှင်းလေးရပါတော့ green ရှင်းတော့ကိုကျွန်တော်ထမင်းပကံလေးကိုင်လိုက်ပါလားထမင်းပကံကိုင်ရောဝတ်သားကြွကြွလေးကိုပဲရင်နိုင်ပါတယ်ကျွန်တော်ကျန်တာမနိုင်ပါဘူးဝတ်သားကြွကြွလေးကိုအချိန်လေးနဲ့တူပြီးမှပထမဆုံးညီးကြည့်တာပေါ့နော်စားလို့ကောင်းမှာကောင်းခွရှရန်ကောင်းပါတယ်အားနဲ့ကျွန်တော်ထမင်းတိတ်မစားကြပါဘူးဝတ်သားပဲအဓိကစားလိုက်ပါတယ်အားနဲ့နောက်တစ်ခေါက်လဲကျွန်တော်ထမင်းမစားရပါဘူးဝတ်သားပဲအဓိကစားပါတယ်ဝတ်သားကြိုကြိုအချင်းနဲ့တူပဲစားပါတယ်ပြီးတော့ကျွန်တော်ဝတ်သားကြိုကြိုစားပြီးထမင်းနည်းစားပါတယ်ထမင်းနဲ့စားပြီးတော့မိမအာဟာရဖြစ်အောင်လုပ်ထားပြီးတဲ့ကြက်ဥလေးကိုကျွန်တော်ဆန်းစားပါမယ်ကြက်ဥလေးကိုစားပါပြီကြက်ဥလေးကိုလည်းကျွန်တော်ထုံးစံအတိုင်းပဲဘယ်လိုလုပ်မလဲဆိုအချင်းလေးတုပ်စားမှာပါဗျာမွေးချက်ကလည်းကြက်ဥကရန်ကောက်အချင်းလေးတုပ်စားမှာဖြစ်ပါတယ်ကြက်ဥလေးကိုအချင်းလေးနဲ့တုပ်စားတော့စွတ်ကောင်းပါဗျာကြက်ဥလေးအချင်းလေးနဲ့ဆိုရန်ကောက်နောက်ပြီးရင်ကျွန်တော်ကျုပ်ကိုအာဟာရဖြစ်အောင်လို့ကျုပ်အနစ်ကလေးကိုရင်ထမင်းနဲ့ရောပြီးစားလိုက်ပါတယ်ပြီးတော့ကျုပ်အကာချမ်းလိုက်ကြီးကိုစားလိုက်ပါတယ်ပြီးကြတော့ကျွန်တော်ရန်ကောင်းတဲ့ဘလုံးမလက်မလွတ်နိုင်တဲ့ဝတ်သားအပြားလေးကိုပြန်ကပ်ပြီးမှအချင်းနဲ့တူပြီးစားလိုက်ပါတယ်ပါဇက်ထဲကမကုံနေပြီမဲ့လဲဝတ်သားပြားလေးကတော့ဒါအကြိုက်တော့နောက်လူအတွက်ဆိုတာကြီးကိုငယ်မိကျင်သူလိုဖြစ်ပြီးစားလိုက်ပါတယ်အရင်စားလို့ကောင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်မိမကျွန်တော်ကျေးဇူးတင်ပါတယ်ဒီလိုဟင်းလေးချက်ကျွေးတဲ့အတွက်ပေါ့ဗျာကျေးဇူးပါ